Hi ချစ်တို့ရေဒီနေ့ညစာလေးကိုတော့ဝဝန်ကဝက်ဆက်လက်လေးလှုပ်စားဖြစ်ပါတယ်အိမ်မှာကိုရိုင်းတက်ထားတဲ့ kimchi လေးကိုအသုံးချပြီးတော့ဝက်ဆက်လက်လေးလုပ်မယ်ပေါ့နော်အဲ့ဒီအတွက်ကိုဝန်ကသုံးတက်သားလေးဝယ်လာပါတယ်သုံးတက်သားလေးကိုအတုံးလိုက်လေးကိုရေဆေးမယ်ရေဆေးပြီးတော့ဂျင်းစားရေလေးထည့်ပြီးတော့နူးနေအောင်လို့တည်ထားလိုက်ပါမယ်ရေခမ်းလေးပေါ့နော်ကဲရေလေးကလည်းခမ်းပြီဆိုရင်တော့ဝတ်သားလေးတွေကအယိုးလေးတွေကိုဝန်ကဒီလိုလေးလှီးပြီးတော့ထုတ်ပြလိုက်ပါတယ်ဘာလို့လဲဆိုတော့အယိုးတွေပါတော့လှီးရတာခက်တယ်လीနော်အယိုးနုလေးတွေကတော့စားကောင်းတယ်သုံးတက်သားလေးကတော့အနေတော့အတုံးလေးတွေတုံလိုက်ပါတယ်တုံပြီးတော့ကြတော့တဲ့ဦးတွေကိုထည့်ပြီးတော့ကတ်မှာဆိုတဲ့အတွက်ဝန်ကရေလေးနည်းနည်းထည့်လိုက်တယ်ပဲငှက်ပြာရည်လေးပေါက်လိုက်မယ်အယောင်လေးလှအောင်ကြာညိုလေးထည့်လိုက်ပါတယ်ပြီးပြီဆိုရင်ကိုရီးယားအနှစ်ကလေးထည့်မယ်ကိုရီးယားအနှစ်ကလေးကအယောင်လေးလှတယ်လေနော်ကိုရီးယားနန့်လေးထွက်သွားအောင်လို့ပေါ့နော်ကဲပြီးပြီဆိုရင်ဒီဟာလေးကိုဒီလိုမျိုးလေးကြော်လိုက်ပါတယ်စီလုံးဝမထည့်ဘူးနော်သုံးတက်သားထွက်တဲ့စီလေးနဲ့ပဲဝန်ကဒီလိုမျိုးလေးကြော်လိုက်ပါတယ်ပြီးပြီဆိုရင်အယောင်လေးကရဲရဲလေးဖြစ်သွားပြီเนาะဒီမှာအရန်လာတာပဲသုံးတက်သားဒီလိုမျိုးဆိုရင်လုံးဝမအီတော့ဘူးเนาะပြုတ်လိုက်တဲ့အတွက်စားလို့လည်းအရန်ကောင်းတယ်เนาะနူးအီပြီးတော့အရသာအရန်ရှိတာကျန်တာတွေကတော့ဝန်ကဘာမှမထည့်တော့ဘူးပကံလေးတွေကိုအောက်မှာဆက်လက်ရွက်ကလေးခင်းပြီးတော့ဝက်သားလေးတွေကိုထည့်လိုက်ပါမယ်ပြီးရင်အပေါ်ကနေစက်သွမိတ်လေးဖြူထားလိုက်ပါမယ်ကဲဝက်သားလေးတော့ကြက်ပြီးဆက်လက်ရွက်ကလေးကိုတော့ဝဝငါဒီနေ့ကိုရီးယားဆက်လက်ရွက်လေးရလာပါတယ်ကိုရီးယားဆက်လက်ကကြတော့အခါတက်လည်းမရှိဘူးစားရတာပို့ပြီးတော့နူးညံ့ပါတယ်သူကကြတော့ဒီမှာအယောင်လေးနဲ့ပေါ့နော်နီနီလေးကဲဆက်လက်ရွက်ကလေးကိုလည်းရေးဆေးပြီးတော့စစ်ထားလိုက်ပါမယ်ဝဝန်ကိုရိုင်းတက်ထားတဲ့ kimchi လေးပါမယ်ငရုတ်သီးစိမ်းလေးကိုလည်းတေးသေးလေးညှက်ထားမယ်ပဲငံပြာရည်လေးထည့်မယ်ပြီးတော့ကြက်သွန်ဖြူလေးကိုလည်းခွာပြီးတော့ထည့်ထားတယ်တခွားသီးလေးလည်းပါမယ်ပေါ့နော်အားလုံးစင်သစ်ဖြစ်ပြီဆိုရင်ချစ်တို့အရင်ခွန်မယ်နော်ဆက်လက်ရွက်ကလေးယူမယ်ပြီးရင်ဝက်သားလေးထည့်မယ်ဆက်လက်ရွက်ကလေးရတော့လေအရန်ကိုနူးညံ့တဲ့အတွက်အယိုးလေးတွေကိုမဖယ်တော့ဘူးအယိုးလေးတွေကိုဝန်ကဒီလိုလေးခောက်ပြီးတော့အထဲကိုထည့်လိုက်မယ်ပြီးရင်ဝက်သားလေးထည့်မယ်kimchi လေးထည့်မယ်တခွားသီးလေးထည့်မယ်ငရုတ်သီးစိမ်းကြက်သွန်ဖြူပဲငံပြာရည်လေးနည်းနည်းစမ်းပြီးတော့ပါဇက်ကြီးကိုကြဲကြဲဟာမှရမှာနော်ကဲခွန်းတော့မယ်နော်ကြည်ရင်နဲ့ဗိုက်စာနေပြီလားခဏလေးပဲစောင့်ကဲရပြီဒါဆိုရင်တော့ထုတ်ပြီးတော့ပါဇက်ဟာတော့နော်ဝန်ကခွန်းလိုက်မယ်ပါဇက်ကိုအကျယ်ကြီးဟာမှရမှာနော်ပါဇက်တေးသေးလေးနဲ့ဆိုမရအောင်ကဲချစ်တို့ရေဒီနေ့ညနေစာလေးကိုတော့ဝန်ကဝက်ဆက်လက်လေးလှုပ်စားဖြစ်ပါတယ်ရှင်ဒါအလွယ်ဆုံးနဲ့အမြန်ဆုံးလှုပ်စားတဲ့ဝက်ဆက်လက်လေးပေါ့နော်ချစ်တို့လည်းလိုက်ပြီးတော့လှုပ်စားကြည့်ပါအောင်နော်ဝန်ရဲ့ post လေးကိုတဲလေးပေးဖို့မင်းနဲ့နော်ချစ်တဲ့နော်